저를 쿠디마 다보노 디마 디보아 세메하 마메보노 베니알라고 세멜레서로 쇼 디보노 디마 예세야시데노 디니아니 디 5cm လောက်ဆိုတော့အနေတော်လေးပဲเนาะတအားကြီးမကြည့်ဘူးเนาะဒီက 5cm ဆိုတော့ကျွန်တော်ဒီနားလောက်ထိပေါ့เนาะ5 cm ဒီနေရာကနေပေါ့เนาะဒီနေရာဆိုတာဒီရင်မြဲကနေဆက်တဲ့နေရာပေါ့เนาะဒီဂျိုင်းနေရာမဟုတ်ဘူးเนาะဒီနေရာလောက်ကနေဒီကို 5 လောက်ပေါ့เนาะ5 လောက်ဆိုရင်တော့အတော်ပဲပေါ့เนาะဒီနေရာလေးပေါ့အဲ့တော့ဒီနေရာကနေပြီးတော့ဒီကိုလာပြီးတော့ဒီလို white ပြီးတော့ဒီလိုဆက်မယ်เนาะဆိုတော့သူ့ကိုလည်းကျွန်တော်ဒါခဲတက်လေးနဲ့အရင်ရာပြီးဆွဲလိုက်မယ်เนาะခဲတက်လေးနဲ့အရင်ရာပြီးတော့ဒီလိုဆွဲလိုက်မယ်ဆွဲပြီးတဲ့အခါကျရင်ဒါလေးတော့ဒီလိုပုံစံမျိုးနဲ့ပေါ့နော်တေချာသွားပြီဆိုရင်တော့ကျတို့ကဒါလေးကိုစောပိတ်လေးနဲ့ပြန်ပြီးတော့ဆွဲလိုက်လို့ရတယ်နော်ရမယ်နော်နော်ခဲအဲ့ဆိုဒါလေးရသွားပြီဆိုရင်ကျတို့ကဒါလက်ဘေးက height သွားပြီเนาะအပေါ်လဲ height သွားပြီအောက်ဘက်ကလည်း height သွားအောက်ဘက် height တာအတွက်ကြောင့်ကတော့ကျတို့ဒီမှာပေါ့နော်အခုဒီနေရာနေပြီးတော့အခုဒီကနေဒီကိုတိုက်ကြည့်လိုက်မယ်ဒီရေမြေကနေပြီးတော့ကျတို့ဒီကနေဒီကိုတိုက်ကြည့်လိုက်မယ်အခါကျနှုတ်ဝင်းမြနိုင်ရှိတယ်အဲ့ဒီနားလောက်မှာเนาะဒီတဝိတ်နားလောက်မှာတို့တက်ကိုဒီလိုဆွဲလိုက်မယ်သူကကျတို့ဒါ F1 နဲ့ F2 နဲ့ဒါเนาะမှာ F1 နဲ့ F2 နဲ့ဆွဲရမှာဆိုတော့တက်ကိုယူမယ်ယူပြီးတဲ့အခါကျရင်ဒီနေရာလေးမှာ 1cm စားလိုက်မယ်ရတယ်เนาะဒီ 1cm ကဘာအတွေ့စားတာလဲဒေါင်းနဲ့တောက်စားတာမတူပါဘူးเนาะဒေါင်းနဲ့တောက်ရဲ့ရည်ရွယ်ချက်တွေကမတူဘူးဒီဘက်က 1cm စားထားတာကလက်ဘေး height မှာဆိုလို့ရင် height မှာဆိုလို့စားတာဒီနေရာ 0.5 ကကြောကျတို့ဒီခါလေးမှာဒီနေရာလေးကိုလာပြီးတော့စေ့နေအောင်ကန့်နေအောင်ဒီမှာအရင်က half shape ဖြစ်နေတဲ့အတွက်ကြောင့်မို့ဒီနေရာလေးကိုလာပြီးတော့စေ့နေအောင်ဆိုပြီးတော့ကျတို့ကစားရတယ်ဟာเนาะရည်ရွယ်ချက်မတူပါဘူးเนาะအဲ့တော့ 1cm ပြီးတဲ့အခါကျရင်ဒီဘက်မှာစားမဲ့ဟာလေးကိုထပ်ချစ်တော့ထပ်ကြည့်မယ်เนาะကြည့်တဲ့အခါကျရင်သူကကျတော့လဲ height သွားတယ်အများအားဖြင့်တော့ဒီရင်ကျယ်မြင့်မှလာပြီးတော့ကျတို့စားရတယ်ပေါ့နော်သူ့ကိုလည်းဒီရင်ကျယ်ဒီအပေါ်တော့မှ1လောက်စားပေးလိုက်တယ်เนาะစားတဲ့ဟာကိုဒီလိုမျိုးရှင်းမယ်ရတယ်เนาะဒါလေးကိုတို့ကတိတ်နဲ့ကတ်လိုက်မယ်ကတ်ရတာနည်းနည်းပြန်ညှိလိုက်ပေါ့เนาะဆိုတော့ဒီဟာလေးကိုလည်းသူကညှပ်ထုတ်ပလိုက်မယ်เนาะဆိုတော့ F1 နဲ့ F2 နဲ့ဖြစ်သွားပြီเนาะဒီဟာလေးကအပေါ်နည်းနည်းတက်သွားတယ်ဆိုတော့ဒီမှာစားလိုက်လို့လေသူ့ကိုနည်းနည်းလေးအောက်ကိုဒီလိုမျိုးနည်းနည်းလေး white ချပလိုက်မယ်เนาะနည်းနည်းလေးပဲเนาะ 0.5 လောက်ကိုနည်းနည်းလေးဒီမှာ white ချလိုက်တယ်ပို့ပြီးတော့လာသွားအောင်เนาะ30နားမှာထားပြီးတော့ 0.5 ထားပြီးတော့စားပလိုက်တယ်ရမယ်เนาะဆိုတော့ဒီနှစ်ခုကတို့ကညီရဲလားဆိုပြီးတော့ပြန်တိုင်းကြည့်ရတယ်เนาะဒီကနေဒီကကျတော့ဘယ်လောက်ရှိလဲဆိုတော့ 9cm ဒီကနေဒီကျတော့ဒါ 9cm ညီတယ်เนาะဟုတ်ပြီညီတယ် okay အဲ့ဆိုတော့ဒါလေးကပြီးသွားပြီပေါ့เนาะဒါဆို F1 နဲ့ F2 နဲ့ဒီလက်ထောက်ကိုကျတော့F3 လို့လုပ်လိုက်မှဒီချက်ကเนาะဆိုတော့3ဘိုင်းပေါ့เนาะ3 piece ပေါ့1 2 3ဒီကတော့ခုကစစ်မယ် draping ထပ်မယ်သူ့ကိုကျတော့နှစ်ထပ်ချုပ်မယ်ပေါ့เนาะ draping ထပ်ပြီးမှဒီကောင်လေးကိုဒီကြားထဲမှာထပ်ချုပ်မယ်ပေါ့เนาะ draping ရင်ထပ်ပြီးမှဆိုတော့ဒီနေရာလေးမှာကျွန်တော်ဒီနားမှာ 0.5 cm လေးကိုစာပေးလိုက်မယ်เนาะဆိုတော့ဒါလေးကဒီလိုဖြစ်သွားပြီးတော့အခုဒါလေးကကျတော့ဒါလေးကဒီလိုမျိုးဖြစ်သွားမယ်ဟုတ်ပြီเนาะရမယ်เนาะဆိုတော့အခုဒါလေးရသွားပြီဆိုရင်တို့ကညှပ်ထုတ်လို့ရပြီမညှပ်ထုတ်ခင်မှာကျတော့ဒါလေးကိုပေါ့နော်တို့ဒါလိပ်ပြီးလေးနဲ့လိပ်ထုတ်ထားလိုက်မယ်နော်လိပ်ပြီးလေးနဲ့လိပ်ထုတ်ပြီးတော့သူ့ကိုဘာလုပ်မလဲဆိုတော့ဒီအောက်ဖက်မှာပေါ့နော်ဒီအောက်ဖက်မှာကူးထားလိုက်မယ်နော်โอเคဒါလေးပေါ့ရတယ်နော်ဆိုတော့သူ့ကိုဒီလိုမျိုးထုတ်
ဆိုတော့သူ့ဒီမှာတော့ခစ်ပြန်တာသူကလက်ဖောက်လုပ်တယ်နော်လက်ဖောက်ပတ်တန်ဖြစ်တယ်တွေ့လားလက်ဖောက်ပတ်တန်ဖြစ်တယ်လက်ဖောက်ပတ်တန်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာတစ်ခါတည်းတူးပြီးတော့တစ်ခါတည်းစာပလိုက်မယ်သူကဘယ်လောက်စာမလဲ2စီရနော်လက်ဖောက်ဆိုရင်ကျွန်တော်အများအားဘယ်လောက်လဲ2 cm ဆွဲလိုက်တယ်ဟုတ်ပြီနော်ဆိုတော့ဒီနေရာမှာ2 cm ဆွဲလိုက်တယ်ဆိုဒီနေရာကသူကဒီနေရာလေးနဲ့လာပြီးတော့အမှလာဆက်လိုက်မယ်ကြားတယ်နော်ဒါကဘာလဲ 2cm လက်ဖောက်အတွက်ကိုစားလိုက်တာနော်ဟုတ်ပြီနော်ပြီးတဲ့အခါကျရင်သူကကျတော့ဒီနောက်မှာ 0.5cm အမြဲတမ်းစားပေးရနော်ကျတော့ကဒါသူ့ကိုလေကြောလေးကန့်နေရလို့ရမယ်နော်ဒါလေးကိုဖြတ်ထုတ်ဒီနှစ်ခုထပ်မယ်နော်ထားတဲ့ခါကျရင်ကျတို့ဒီတောက်ကိုအဓိကထားပြီးတော့ဒီတောက်နေရာလေးကိုအဓိကထားပြီးတော့ထပ်ပေးမယ်နော်ပြီးတဲ့ခါကျရင်ကျတို့ဒါဒီမှာရွက်သွားပြီပေါ့နော်နည်းနည်းလေးပြန်ပြီးတော့သူ့ကိုပြန်ပြီးတော့ပြန်ပြင်ပေးရတော့ပတ်တန်ပြန်ပြီးတော့ပြန်ပြင်ပေးရတယ်မဟုတ်ရင်ဒီပတ်တန်လေးကလာမှာမဟုတ်တော့ပါဘူးနော်မတွေ့လားနော်ဒီမျိုးလာမယ်လာပြီးတဲ့ခါကျရင်ကျတို့ကသူ့ကိုရပါနော်ဒီပေါ်တယ်လေးဖြစ်သွားပြီဆိုတော့ကဒါကဒါလေးကိုညှပ်ထုတ်ပြပါနော်ဆိုရင်ဒါလေးကျွန်တော် white သွားပြီပေါ့နော်သူကကျွန်တော်ဒီမှာ white ကလေးယူမယ်နော် white ကလေးလှလှကလေးယူမယ်ဒီဖက်ကိုကြတော့ကျွန်တော်ကကျွန်တော်ပေါ့နော်ဒီဖက်မှာကျွန်တော်တို့ကဒီကနေဒီကိုဒီလိုမျိုး cover white ကလေးထပ်ယူပါမယ်နော်နော်ဆိုတော့သူကဒီတစ်ခုကအခုဒီမှာနော်ဒီလိုပေါ့နော်သူညီရမယ်နော်ပြန်ပြီးတော့သူဒီနှစ်ခုကညီးနေအောင်ဘာလို့ရပါလဲညီနေရမယ်နော်ဆိုတော့သူကညီပဲနေမှာဆိုလို့နော်ဆိုတော့အခုဒါလေးပြီးသွားပြီဆိုရင်အခုဒီနေရာလေးကိုချက်လောက်ကြည့်မယ်အရန်ကောက်ကောက်ကြီးဖြစ်နေတော့တိတ်မလှဘူးပေါ့နော်တန်းတန်းတော့ပြေးရတယ်ဆိုတော့သူကကျအလက်မှာစိတ်ရနေပေါ့နော်အလက်မှာစိတ်ရရှိမယ်ဟုတ်နော်အလက်မှာစိတ်ရရှိမယ်သူကကျတော့ဒီလက်မှာ
lemon ဆေးရပြီးအဲ့ဒီပုံမှာတို့ကဖဲပြားလေးတွေဘာလို့မလဲဆိုတော့တင်လိုက်တယ်နော်မှန်ကတော့ lemon ကျတော့ချက်အပါထက်တော့မလို့ပဲဒါပေမဲ့ပထမအဦးဆုံးခရမ်းနူးရောင်လေးမှာအပါထက်ချုပ်တာတင်ထားပြီးသားမလို့ဒီဟာလေးကိုချက်အပါထဲမချုပ်ပဲနဲ့ဒီ design လေးကိုကျတော့ကျွန်တော်ဒီမှာ drape တွေထပ်ပြီးတော့အလယ်မှာဒီဖဲပြားတင်တဲ့ဟာလေးကိုချက်ပြလိုက်တာပေါ့နော်ရမယ်နော်ဆိုတော့ဒါအရှိချမ်းလေးက F1 F2 ရဲ့ဒီမှာ F3 ရဲ့ဆိုပြီးတော့၃ခုကပြီးသွားပါပြီနော်F1 နဲ့ F2 နဲ့ F3 နဲ့ဆိုပြီးတော့၃ခုရောက်သွားပြီနော်ရပါနော်โอเคရပြီဆိုရင်ကျွန်တော်နောက်ချမ်းလေးပေါ့နော်နောက်ချမ်းလေးကိုချက်လိုက်ပြီးတော့နောက်ချမ်းလေးမှာတော့ဒါလေးကိုတင်းနေတယ်ဆိုတော့သူ့ကိုဘယ်လိုဒါချုပ်မယ်ဆိုကျတို့ဒီမှာအပေါက်ဖောက်မယ်ပေါ့နော်ဟုတ်ပြီအပေါက်သူ့ကိုဒီမှာအပေါက်ဖောက်မယ်ဒီမှာပြတ်ဆရာရှိတာကျတို့ကဒီလက်ထောင်လေးကပေါ့နော်သူ့ကိုဒီနေရာမှာအထောင်လေးနော်ဒီနေရာမှာချုပ်စာလေးနဲ့ဒါအနောက်မှာလာပြီးတော့ဆက်ထားမယ်နော်ဒီလိုလေးပေါ့လက်ထောင်အနောက်မှာဆက်ရနော်တစ်ဆယ်တဲ့လက်ထောင်မှာကျတို့ကဒီလိုဒီနောက်မှာလာပြီးတော့ဆက်ရလေးနဲ့ဟုတ်ပြီနော်ဆိုတော့သူကကျတော့ဒီမှာအဝိုက်ကလေးနဲ့ပေါ့နော်ဒီလိုမျိုးဟာလေးအကြည့်လိုက်တဲ့ခါကျတချမ်းကိုကြည့်လိုက်တဲ့ခါကျရင်ဒီလိုမြင်လို့ပုံလိုမျိုးအဝိုက်ကလေးလှုပ်ထားတယ်နော်ရင်ကျအောင်နေပြအခုဆိုဒီမှာကြောကျယ်ရှိတယ်နော်အပေါ်ကလာတဲ့ဟာကိုရှယ်ရတာသူ့ကိုပေါ့နော်ဒီအပေါ်ကနေလာတဲ့ဟာကိုဒီကြောကျယ်မြင်ရဲ့အောက်ကို3သို့မဟုတ်3 to 5ပေါ့နော်သူသမီးတို့ကြိုက်သူတို့ဆင်းလို့ရတယ်မလေးဒီဟိုလေးလိုချင်တယ်ဆိုရင်တော့5စီရင်တော့ဆင်းကြလို့ပုံမှန်လေးပဲဆိုရင်တော့ကျွန်တော်5လောက်ဟိုတအားအပေါက်မလိုချင်တယ်ဆိုရင်ပေါ့နော်3စီရင်တော့ပဲဆင်းလိုက်မယ်ပြီးဒီကောင်လေးကဒီနောက်မှာနော်ဆိုတော့သူ့ကိုဒီနဲ့ကိုဒီလို white chop လိုက်မယ်ဒီထိရနော်ဒါအပေါ်ဖက်ပေါ့ဟုတ်ပြီနော်အောက်ဖက်ကိုကျတော့ဘယ်လိုယူမလဲဆိုဒီအပေါ်ကနေပြီးတော့ဒီကိုလဲကျွန်တော်ဒါ3စီရင်တက်သွားတယ်ဟုတ်ပြီနော်တက်သွားပြီးတဲ့အခါကျအပေါက်ကကျတော့ကျွန်တော်ကဒီအပေါက်ကိုကြောက်ပါတော့ဒီမှာရင်မြင့်ရှိတယ်နော်ဒီမှာဒီရင်မြင့်အောက်3စီရင်တော့ဆင်းပြီးနော်3တူမ2တော့ဆင်းပြီးဆက်ပြီးရင်ဒါနဲ့ကိုဒီလိုမျိုးပေါ့နော်ဒီလိုမျိုးဝိုက်ပြီးတော့ white tap လိုက်တယ်ရမယ်နော်ဆိုတော့ဒါလေးရပါပြီဆိုတော့ကျွန်တော်ဒီအပေါ်ပိုင်းလေးကိုကျတော့ဟိုကူးလိုက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ဟိုဖြစ်သွားမှာဆိုလို့
ဒီညှက်ထုတ်ရပေါသွားမှာဆိုတော့ဒီနေရာလေးမှာတို့ကထောက်ထိုးမယ်နော်ဘာလို့ထောက်ထိုးလဲဆိုတော့ဒီကအရန်ဟောက်သွားမှာဆိုတော့ဒီမှာမထိုးဘဲနဲ့ဒီနားမှာလာပြီးတော့ထိုးလိုက်လဲရတယ်ဒီနားမှာ1စီရင်စားလိုက်တယ်ဒီနားမှာနောက်ထပ်1စီရင်ထပ်စားလိုက်တယ်ဟုတ်မနော်ဆိုတော့ဟိုဒီ1စီရင်စားတဲ့ဟာတွေကဒီနဘင်းလေးကိုဒီကွက်တိကလေးလာမယ်နော်ဒီဟာလေးကိုကူထည့်လိုက်အောင်နော်